မိန်းကလေးကဟင်းလျာပွဲကိုဇွန်းတစ်ချောင်းနဲ့အသားရခောက်လိုက်တယ်။တစ်စက္ကန့်ကြာမှပဲဟင်းလျာပွဲဟာမော်ဆန်နဲ့ရွှေရောင်လင်းနှန်းတချို့ထွက်ပေါ်လာခဲ့တယ်။မဖြစ်သူဟာကောက်ကျစ်စွာနဲ့ဟင်းလျာပွဲကိုသူမချက်ထားတဲ့အောင်ဆိုင်ထဲယူသွားရန်ဟန်ပြင်လိုက်တယ်။ထိုအခါမိန်းကလေးကဟင်းလျာပွဲကိုယူသွားခွင့်မပြုခဲ့ဘူး။မဖြစ်သူကဒေါသထွက်သွားပြီးသူမကိုအပြင်းထန်နှိပ်စက်တော့တာပဲ။အဲ့ဒီအချိန်မှာပဲသူမရဲ့အကိုနဲ့အဖေဖြစ်သူတို့ရောက်ရှိလာကြတယ်။မဖြစ်သူဟာချက်ချင်းပဲအမူအရာပြောင်းလိုက်ပြီးဟင်းလျာပွဲကိုညီမဖြစ်သူကဖျက်ဆီးနေကြောင်းလောက်ကျန်ပြောဆိုခဲ့တယ်။သူမအဖေဟာအမဖြစ်သူရဲ့စကားကိုအကျွမ်းမဲ့ယုံကြည်သွားတယ်။သူမကိုလဲကျသွားသည့်အထိရိုက်နှက်ဆဲဆိုပြီးသူမကိုဆိုင်မထွက်သွားရန်ပြောဆိုကာသူမကိုဥပိ္ပခါပြုထွက်ခွာသွားကြတယ်။နောက်ဆုံးမှာတော့သူမရဲ့အမဟာသူမကိုစွန့်ကြီးကြီးဖြစ်ရိုက်နှက်ကာအဆုံးသတ်လိုက်ပါတော့တယ်။သူမမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါထူးဆန်းစွာနဲ့အသက်ရှင်လျက်ဟင်းလျာချက်ပြုံးတဲ့နေကိုပြန်ရောက်နေခဲ့တယ်။အချိန်ကိုက်ပဲသူမအကိုဖြစ်သူတို့ရောက်လာခဲ့တယ်။သူမဟာအရင်ဘဝကသူတို့ရဲ့အချစ်ခံရဖို့တခုတည်းအတွက်အလုပ်စူးစမ်းခဲ့တာကိုနောက်ဆုံးတော့ဥပိ္ပခါပြုသွားကြတာကိုနာကျင်နေခဲ့တယ်။သူမချက်ပြုတ်ထားသောဒဏ္ဍာရီလာရွှေဘောလုံးဟင်းလျာကိုသူတို့ကအမိုက်တက်တက်လို့ပြောဆိုတယ်။စပိုးမူကြီးကအထဲမှာထူးခြားတဲ့ရွှေရောင်ဘောလုံးရှိကြောင်းသတိပေးခဲ့တယ်။ဒါပေမဲ့ဖခင်ဖြစ်သူကထိုဟင်းလျာပွဲကိုအမိုက်တပွဲဟုပြောဆိုကာချက်ချင်းပဲအမိုက်ပုံးနဲ့လွှင့်ပစ်ခဲ့တယ်။သူ့သမီးအကြီးမဟာဘွဲရပညာတက်ဖြစ်တာကြောင့်မိဖို့ကြောင့်တစ်ခုလုံးကိုစီမံခန့်ခွဲမဲ့အကြောင်းပြောလာခဲ့တယ်။စပိုးမူကြီးဟာသူမမရှိရင်ဆိုင်ကဒေဝါလီခံသွားနိုင်ကြောင်းပြောဆိုခဲ့တယ်။ဒါပေမဲ့သူမကတော့ဆိုင်ကနေထွက်သွားဖို့ပဲရွေးချယ်လိုက်တယ်။သူမအဖေဟာရိုက်နှက်ကဆိုင်ကနေမောင်းထုတ်ခဲ့တယ်။အပင်ပန်းခံရတဲ့နောက်ွယ်မှာတော့သူမမိသားစုရဲ့ဂရုစိုက်မှုရချင်တဲ့သူမရဲ့နှလုံးသားတစ်စုံရှိနေခဲ့တာကိုတော့သူတို့မသိခဲ့ဘူး။သူမအပေါ်မကောင်းတဲ့သူတွေကိုဟင်းရည်နဲ့ပက်ကလက်စားပြန်ချေရန်ကျင်းဝါကထွက်ခွာခဲ့ပါတော့တယ်